Hello အားလုံးပဲမင်္ဂလာပါဒီနေ့နေပူပူနဲ့ဆိုတော့လက်ဖက်ချန်သားပါမယ်နေပူရဲဆိုတော့ခုလိုကောင်းတယ်ပေါ့နော်မိုးရွာတဲ့နေ့ဆိုလို့ရှိရင်ဘုဖက်နဲ့စီးရတာတစ်မျိုးမိုးကအင်ကြီးဝဲရတာတစ်မျိုးဆိုတော့လက်ဖက်ခူရတာတိတ်ပြီးတော့မကောင်းပေါ့နော်စူကလည်းဆိုတော့ဘလောက်ခူတလောက်မရဘူးပေါ့နော်အခုနေပူရဲဆိုတော့ဘုဖက်နဲ့လည်းစီးစရာမလိုသလိုမိုးကအင်ကြီးလည်းဝတ်စရာမလိုဘဲနဲ့ဒီတိုင်းခူရဲဆိုတော့ခူရလွယ်တယ်ပေါ့နော်ပေါ့ပါဆိုတော့နေလည်းပူတယ်ဆိုတော့တစ်ပင်အောက်ကိုပဲအရင်ခူးပြီးတော့နေရတဲ့နေရိတ်ကြတဲ့ဘက်မှာညနေပဲခူးမယ်ပေါ့နော်လက်ဖက်ရွက်တွေကကြီးရတာကြီးတယ်ဆိုပေမဲ့အဲ့ဒါကတကယ်တော့အစိမ့်နေသေးတဲ့ဟာတွေကရွက်နှုတွေပဲပေါ့နော်ကျမတို့ဘက်မှာကျတော့လက်ဖက်ရှောက်ကိုမှအချောရဲ့အကျန်းရဲ့ဆိုပြီးတော့ချီတယ်ပေါ့နော်ဒါကြောင့်အဲ့လိုအရွက်ဆိုစိမ့်နေတဲ့များတော့ခူးလို့ရပါတယ်အကျန်း6ပဲရမလားဒါမှမဟုတ်ရင်စားတဲ့လက်ဖက်ပေါ့နော်အဲ့လိုလက်ဖက်ဆိုပဲတိတ်မလားရပါတယ်လက်ဖက်တစ်ပြင်လုံးမှာပြည့်စရာနေရာမရှိပါဘူးအကုန်လုံးကတော့ပေါ့နော်ခူးလို့ရတဲ့အရွက်မှန်တင်များအကုန်ခူးပါတယ်လက်ဖက်ခူးလို့အကောင်းဆုံးချိန်ကတော့ရွှေဖီလို့ခေါ်တဲ့ဒီတကြံမတိုင်ခင်ရဲ့တကြံပြီးခဏလောက်လေးပေါ့မော်နော်ဒီတကြံပြီးလို့တလားလောက်ရှိပြီဆိုလို့ရှိရင်တော့မိုးကြတာနဲ့ဗာနဲ့ဆိုရင်ပြီးတော့ဟိုတချံဒီတချံကူးပြောင်းပြီးခူးရတာဆိုတော့လေမနိုင်တလို့အဲ့လိုအရွက်ကြီးတွေထွက်လာပြီးတော့ကြမ်းသွားတယ်ပေါ့နော်ဟိုကိုယ်အိမ်ကလေးလူများတယ်လက်ဖက်ခူးတာလည်းမြန်တယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုတချံနဲ့တချံအလင်းမီအောင်ခူးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီလောက်ရွက်ကြီးမသိမခူးရဘူးပေါ့နော်ဟိုမနိုင်တဲ့ခါကျတော့ဒီလိုရွက်ကြီးဖြစ်သွားတာပေါ့နော်ဒါမဲ့လည်းဒါအကျန်း6ရတယ်ဆိုတော့ဟိုတချံနဲ့ဘယ်လိုပြောမလဲထားပြီးခဲ့လို့လည်းမရဘူးပေါ့နော်ခုနိုင်တလောက်ကိုပြီးတော့ဟိုရင့်သွားတဲ့ရှမ်းကြရင်တော့ရင့်သွားတယ်လို့ပဲပေါ့တကယ်လို့မလုံးဝမခူးနိုင်တော့ဘူးအပြင်ကြီးတွေရင့်သွားပြီဆိုလို့ရှိရင်တော့မိုးရတရောက်ရင်အပြင်ကြီးတွေခုတ်ပြီးတော့ပေါ့နော်အပြင်ကနေပြီးတော့မှအကိုင်းလေးတွေထွက်လာပြီးတော့အဲ့လိုမျိုးပေါ့ဟိုလက်ဖက်ပင်ကိုတော့3နှစ်တခါ2နှစ်တခါအဲ့လိုပေါ့တော့ကိုမခူးနိုင်တလို့ဟိုခုတ်ပေးရပါတယ်ဒါမှအမရှိထွက်လာမှာမနော်ရှည်လို့ရှင်လဲကိုလည်းမနိုင်ကိုလည်းခူးမနိုင်ဘူးပေါ့နော်ဘာဖြစ်လို့စက်တချန်နဲ့မဟုတ်အပြင်ကလည်းရှည်အပြင်ကလည်းကြီးဆိုလို့ရှင်ခူးလို့မကုံတော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ခုတ်ပေးရပါတယ်လက်ဖက်ကူးနေရင်လည်းဟိုဖလန်တောင်မွေးတာမသိဘူးဒါကဒီဘက်မှာတိတ်ပြီးတော့မစားကြဘူးဖလန်တောင်မွေးတွေလည်းအများကြီးပေါက်တာဆိုတော့အဲ့ဒါနဲ့ရန်ကုန်မှာသူများတွေစားနေတာမြင်တော့ဆိုတော့ကြော်စားကြီးမယ်ဆိုပြီးတော့ခူးလိုက်တယ်ပေါ့နော်တကယ်အပြင်ပေါက်လေးတွေရောအပြင်တွေရောအများကြီးပဲပေါ့နော်ကျမတော့စမ်းစားကြည့်မှာဆိုတော့အများကြီးတော့မခူးလိုက်ဘူးဟိုအရတာဘလို့လဲတော့မသိဘူးရန်ကုန်မှာဆိုလို့ရှိရင်တော့ဟို၄၅ပြင်ပါတာတော့မှပေါ့နော်1000တစ်စီးကို1500အဲ့လောက်ပေးရတယ်ပေါ့နော်ဘာရတာရှိမလဲတော့မသိဘူးစမ်းပြီးတော့ခူးကြည့်တာပေါ့နော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်မနိုင်ပြောရရင်ဆိုလို့ရှိရင်စားလို့ရတဲ့ဟင်းစာအဖြစ်လုပ်လို့ရတဲ့အရာတွေမှအများကြီးပဲနော်ဟိုလိုမျိုးအစိတွေကိုအမွေးတယ်လေဟင်းထက်မွေးဆိုင်လုပ်တဲ့ဟာတွေလားဘာလားမသိလူတွေရောအလိုစားလို့ရတဲ့အရာတွေမှအများကြီးပဲအဲ့လိုမျိုးပဲအပေက်ကန်နဲ့နိုင်တယ်တကယ်အနှံ့ရလို့အမေမစားကြအများတော့ဘာလို့ဆိုတော့စားဖို့ဟင်းသီးရွက်တွေလည်းတီးတန်းစိုက်ထားတာရှိပါတယ်စနေရတီလုံးရတယ်ပေါ့နော်ရေလည်းရတဲ့အတွက်ဆိုတော့အားကြောင့်ပါကျမရဲ့ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်